ပြီးတော့ရွှေလံဘိုးရဲ့သူတို့နှစ်ဦးကဦးစီးတာနော်ရန်တောင်မောင်မောင်တို့ကဦးစီးတာနော်ရန်တောင်မောင်မောင်တို့ဦးစီးတာသူရဲ့နန်းတော်ရဲ့အင်္ဂါတော့မှာသူကလည်းအိမ်ရှိမရှိအိမ်ရှိပဲရှိအိမ်တော့ဘယ်မရှိဘူးဒီလိုပတ်ချလဲပြီးတော့အိမ်မျက်နှာသာကြီးတွေပဲအင်္ဂါတော့မှာနန်းတော်ပေါ့အဲ့တော့မိဖုရားကြီးဘဲကပဲခေါ်ရွှေလံဘိုးကလူရွှေလံဘိုးနဲ့အဲ့ဒီဘာနဲ့ဘာမှုနော်ရွှေလံဘိုးကခေါ်လာလေအဲ့ရတမောပေါင်းတို့ကလူဒီလိုမျိုးတွေပြည်တို့တစ်ဖြစ်နေတာပေါ့တနည်းပြောရင်ရှုပ်ချက်တော့နော်နန်းတော်လေးလည်းတစ်ဖြစ်တာပဲပြင်လဲတစ်ဖြစ်တာပဲအဲ့ဒီတော့မိဖုရားကြီးကောက်ကြတာဟိုရှေ့ကလူကြီးတွေကကောက်ကြတဲ့ခါတဲ့လူကြတာလူကြတဲ့ကရွှေလံဘိုးကနိုင်လိုက်လူကနိုင်လိုက်ရွှေလံဘိုးကနိုင်လိုက်နဲ့ဒီလိုဖြစ်နေတာအဲ့ဂျပန်တရားလေးနာမှာဥပုပ်တော်မှာခါလူတော့ရွှေလံဘိုးကနိုင်တာရွှေလံဘိုးကနိုင်တော့မကျန်တော့မောင်မောင်တို့တက်ဖွဲကကျုံတော့ပေါ့ကျုံတော့ခါပြေးကြတော့ခါနန်းတော်ရဲ့ရောက်တော့ခါရွှေလံဘိုးကိုသူခေါ်ပြီးတော့အဲ့ပြူတာနော်အဲ့ပြူတာဘာအဲ့ပြူတာတခိုးနှစ်ယောက်ဖန်ထားတာတခိုးကိုဘိုက်ခွဲပြီးတော့ဥတွေကိုထုတ်ပြီးတော့တင်ပြီးတော့ပကံများနဲ့ဘယ်ရေးမှမထိတ်ဘူးဥတွေကိုလူဥတွေနဲ့ပကံများတဲ့ထဲအဲ့ခန္ဓာရွှေလံဘိုးကမစားရဲဘူးဗျရတမုံဘုဒ္ဓကတပြည့်တာတတိရှိတယ်ဘာမှရေးလေးပါထိတ်နာမဟုတ်ဘူးနော်ရွှေလံဘိုးကမစားရဲဘူးဒီတော့ကျုံရွှေလံဘိုးကတတိမရှိဘူးပေါ့ဗျာဒါနဲ့သူကျန်းလာပြီးတော့တခါလေအဲသူဖျားလက်ခါတယ်ဒီဘောမဲနန်းချပြီးသူကနန်းတက်မဲ့တဘောပြိုပြတာနန်းတက်မဲ့တဘောပြိုပြတော့အဲသူ့ရဲ့အပကြီးကသူရဲ့ဒီပါသူ့အမကြီးကနေပါပြောလားသူ့အမကြီးကဟိုဒိုက်ခင်ကြီးဒိုက်ခင်ကြီးကပြောတာဒိုက်ခင်ကြီးကနိဒီကောင်ကမလုပ်နဲ့ဒီကောင်ကမကောင်းတဲ့လူမဟုတ်ဘူးပြောတာပေါ့ပြောရမလားထုတ်ပြီးတော့ခါတဲ့ဒီပြလူကိုတချာနှုံးကိုလေပိညက်တတ်တာမျိုးခင်ကြီးနော်ခင်ကြီးလေပိညက်တတ်တာရေပက်ကြတာရွှေနန်းတော်ရေပြီးတော့ပေါ့တားကျုပ်တာနော်ခင်ကြီးတည်ရတာအဲ့ကျနော်တော့ခင်ကြီးအဲ့ကျမှသူကဘာလုပ်တော့ဆိုတော့ခင်ကြီးစစ်ကအထက်ဗမာပြည်မှာအနှစ်တရာဒီမှာအနှစ်ချစ်တယ်အုပ်ချုပ်နေတာအင်္ဂလိပ်မင်းကပါတော်မူသွားပြီကျွန်တော်ဗမာပါတော်မူသွားတော့ဒီဘောပပဘူးလို့ပြောတာပါပဲဒီဘောပဲထွက်ပြေးတာပြောတယ်နော်ဒီဘောကရတဲ့လို့မှကျန်းလာတာဒီပါဒီဘောကရတဲ့လူမှပြန်လာတော့ခါတယ်ထောင်းနှန်းနေလောက်တာလေနော်ဒီဘောဥခန္ဒီရတဲ့ဥခန္ဒီကဒီဘောဟုတ်လားဒီပြရမဟုတ်ဘယ်ဒီပြလူလုံနိုင်မှာတော့ ਨੇ ရွှေသက်တော်ရောဒီရောနတ်ပါပဲနော်အဲ့ဒါနဲ့ဒီဘောကနေပြီးတော့ရတဲ့ဥခန္ဒီဖြစ်လာတာရတဲ့ဥခန္ဒီဖြစ်လာတော့ခါတယ်သူတို့ဟိုမှာအနှစ်တရာဒီမှာအနှစ်ချစ်တယ်အုတ်ချုပ်တော့ခါတယ်ယောက်ျားတယောက်ကမူးလာတာကြော်လူကမူးပြီးတော့တောက်ထိတ်ပြောတာခွေးလူမထင်ဘူးကွာနော်ယောက်ျားမှရင်လီးတယ်ထင်တယ်ပြောတော့ရက်ွက်တဲ့အတွားတိုင်တာမင်းကြီးဒီလူကရတော့ကားနေပါလေနော်ဒီလိုပြောတော့ခါတယ်မော့မကြည့်ရဘူးဒုထက်မော့မကြည့်ဘူးအင်္ဂလိပ်မင်းကတို့ဗမာတွေအတောင်မကြိုက်ရဘူးအဲ့ခေတ်ကလာလို့ဓာတ်တော့မပြောနဲ့ချွန်းတဲ့ဟာတို့ဘာမှမကြိုက်ရဘူးကျက်တော်လီပြာအတာမကြိုက်ရဘူးနော်အဲ့ဒါနဲ့တားတိတ်ကြတာအဲ့ဒါနဲ့ဝန်ကြထိုးနေရတာမမေးပြောလားပြောပါလေဘာလို့ပြောတာလဲခ
ကျုပ်ထင်တာကျုပ်ပြောတာပါကျုပ်ထင်တာမှားသွားလို့ရှိရင်အပြစ်ပေးပါပေါ့နော်မပဲလေဦးတော်ခွေးပါလူမတင်မဲ့တယ်ယောက်ျားဆိုလည်းမိန်းမမဟုတ်ပဲနဲ့နော်သူထင်တာသူပြောတာကိုမှားတယ်မှားဟာငါအရတမချုပ်ပြီကွာဆိုတော့ပြေးတော့လားဒီပြေးရတဲ့ခါမှာတပိုင်းရောက်ပါနော်ကလားဘရင်ခန့်တာကလားဘရင်ခန့်တော့ကလားတွေကဘာလာတယ်လေချစ်တီကလားတွေလာတယ်ကတုံးကြီးဝဝကြီးတွေအဲ့ချစ်တီကလားတွေအုပ်ချုပ်ရောချစ်တီကလားတွေကဘာလုပ်တယ်လဲဆိုတော့ငွေတို့ပေးတာငွေတို့ထမ်းနိုင်ရင်ထမထမ်းနိုင်ရင်တိမ့်တာပဲအကုန်လုံးယောက်ျားဆိုလေအဲ့ရှင်ပေါ့ငါတို့လူကြီးပေါ့အဲ့လိုလူကြီးတွေမထမ်းနိုင်လို့ရှိရင်ခေါ်ပြီးတော့နွားတစ်ဖက်အဲ့လူကတစ်ဖက်ရိုက်ခိုင်းတာဗျရိုက်ခိုင်းတော့ခါတဲ့တခင်ကိုတော်မိုက်နာမှားတော့မောင်းမိုက်ပေါ့နမ်းပေါက်ကဘူကျော်ထားရဲ့ဖျားနမ်းပေါက်ကမဖြစ်ဘူးဒီတော့ကြီးကြတော့လည်းလွတ်မှဖြစ်မယ်တို့မှကြုံမျိုးဖြစ်နေပြီနော်ဦးမိုင်ကကြုံမျိုးဖြစ်နေပြီတို့တော့အကုန်လုံးတခင်ဖွဲ့တာတို့ဗမာတခင်မျိုးกว่าကြုံမျိုးမဟုတ်ဘူးရဲ့တခင်ဗမောတို့တခင်အောင်သားတို့တခင်နုတို့နော်တခင်ချစ်ထွေးတို့ဒါမျိုးတွေတခင်နေကြီးတွေဖွဲ့ပြတာရဲဘော်၃ချိန်ကျပန်းပြေလွတ်တာကျပန်းပြေလွတ်တော့ကျပန်းပြေတက်သွား၃နှစ်နေတော့ကျင်ညာတော့တင်တတ်အဲ့ဒါကျပန်းနေခေါ်လာတာမင်းတို့တစ်ကူပေးဦးကွာဒီကလားတွေတိုက်ထုတ်မယ်နော်အဲ့ဒီဗမာကအလေရိုးမာနေပြီးတော့ကရင်ပြည်နယ်ဒီဗမာဒီအေယာဝတီတိုင်းနော်အေယာဝတီတိုင်းတဲ့တာဗမာအနောက်ရိုးမာကဂျပန်အရှေ့ရိုးမာကဂျပန်တဲ့ကြခတ်တဲ့ပြီးတိုက်ထုတ်အင်္ဂလိပ်တွေပြည့်ရတယ်အဲ့ခေါ်တဲ့ကွာတွေချစ်တီးတွေပြည့်ရတော့လားချစ်တီးတွေရောက်ပါဘူးချစ်တီးတွေမရောက်ဘူးတယောက်မှမရောက်ဘူးလူကြီးလောက်ရောက်အကုန်တေးကုန်ကလေးပြည်မြောက်တော့ဗမာရက်တဲ့နော်ဗမာတပ်ပြတာဒါတဲ့ဂျပန်ကြီးကတော့ကားပြန်တော့ဗမာပဲနော်ဗမာမြောက်ပြီလားပဲကိုဗမာလည်းတိတ်ကောင်းတာမဟုတ်ဘူးဗမာမြောက်ပြီးတော့ဂျပန်ကြီးကတော့ကားပြန်ရောဂျပန်ကြီးတော့ကားပြန်တော့မင်းခေါ်လာတဲ့ကောင်ကြီးဘယ်နဲ့ကောင်ကြီးလဲကွာဖះနေကတမ်းတရားလေးပေါ့လို့ပြောတာတကယ်ကွာကဘူကျော်သားကနေကတမ်းတရားလေးပေါ့လေကျုပ်ဖះနေနေကတမ်းတရားလေးပေါ့လေဒါလေဟီရိုဂျီမာနဲ့နာရာတီဘုံချပြေလာမလားဂျပန်ပြည်ဂျပန်တိတ်ကျုံရောဂျပန်တိတ်ကျုံတော့ချွေးတက်တွေမခေါ်ဘူးလားတို့အညာဒေတာချွေးတက်တွေခေါ်တော့ချင်းတို့မြက်ကဒီဘက်ကိုမကူဘူးပြေအကုန်တည်းပဲဂျပန်နေဗမာရဲ့လက်ပြတာတံပြူတရားခေါ်တာနော်လည်းနဲ့ခရမီကြောက်တယောက်ပါရောပေါ့ဒီပြစ်တီးတွေကိုထားနေထီရောပေါ့ဗမာပြည်ပြစ်တီးတွေအကုန်လုံးတည်တာကိုလှဲ့တွေနဲ့အဲ့ဒီမှာကားတွေပါရှိတော့မှပုံပဲနဲ့လှဲ့တွေနဲ့တည်ရတာအဲ့ဒါကြီးဂျပန်တွေကတနာကြီးကဲပြီးတော့ငိုက်နေဗမာဓာတ်ရခုတ်ချတာလူကမ်းချပြခဲ့လှဲ့အကိုင်ကိုပြန်မောင်းကျဲတို့ကြောင့်တို့အညာဒေတာမှာတိုက်လို့မရတာခုလက်တိခုမရဘူးဟမ်မရဘူးလား